ရထက်ကောင်ဆောင်လီဒါကိုစင်ကိုကနေပြီးတော့ပထမစုရတဲ့အသင်းနှစ်ဖွဲ့ကိုကျွန်တော်တို့စုလက်ဆောင်ငွေသားအနေနဲ့ထပ်မံပြီးတော့ဆုရှင်ပေးသွားမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တတိယစုအနေနဲ့နောက်ဆုံးတတိယအစီအစဉ်မပါဘူးတတိယအစီအစဉ်နဲ့ပါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရထက်ကောင်ဆောင်နီးပြမတ်စုလာဝင်းကနေပြီးတော့ဖလားကြီးကိုအောင်မြင်စွာဆုရှင်ပေးမှာဖြစ်ပါတယ်โอเคဒါဆိုဓာတ်ပုံရိုက်ကြမယ်နော်ပထမဦးဆုံးဓာတ်ပုံရိုက်မယ်ဓာတ်ပုံစရာတွေရောမင်္ဂလေးโอเคအခုကတော့ကျွန်တော်တို့ဆုရှင်မြင့်တဲ့စီစဉ်မှာပထမစုတစုတည်းကိုပါဆုရှင်မြင့်သွားမှာဖြစ်ပါတယ်ပထမစုရရှိသွားတဲ့အမျိုးသမီးမိန်းကလေးအမျိုးသမီးစီလုံးချင်းပြိုင်ပွဲစီလုံးချင်းရဲ့ပြိုင်ပွဲလားစီလုံးချင်းရဲ့အောင်ပွဲအသင်းကိုဆုရှင်မြင့်ပေးဖို့အတွက်ကျွန်တော်တို့ရထက်ကောင်းဆောင်လီဒါကိုချိုင်းလေးရနေပြီးတော့ကျွန်တော်တို့လဲဆုတစိမ့်လဲဆွဲများကိုဆုရှင်မြင့်သွားဖြစ်ပါတယ်ကဲဆုရှင်မြင့်ဖို့အတွက်လက်ခုပ်တန်ကြရကြပါတယ်ဒါဆိုရင်အမျိုးသမီးအဖေအမျိုးသမီးအသင်းအခြေကိုထွက်လာလို့ရပါတယ်တယောက်ချင်းစီအဲ့လိုထွက်လာပြီးတော့ကျွန်တော်တို့ဓာတ်ပုံအမှတ်တရဓာတ်ပုံရိုက်ပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးလည်းရိုက်မယ်ဓာတ်ပုံလေးလည်းရိုက်လို့ရပါတယ်ဗီဒီယိုဘယ်သူရိုက်နေလဲဟိုကဗီဒီယိုရိုက်နေလားဗီဒီယိုရိုက်ထားတယ်โอเคအဲ့ဒါဓာတ်ပုံရိုက်မယ်ဓာတ်ပုံချင်းစီတယောက်ချင်းစီโอเคလက်ခုပ်တန်ကဲနောက်တယောက်ထပ်သွားမယ်နောက်တယောက်မြန်လေးတန်းလာမယ်မြန်လေးဟိုဘက်ကဝင်လိုက်ဟိုဘက်ကလာလိုက်ရတယ်โอเคโอเคနောက်တယောက်နည်းနည်းဓာတ်ပုံရိုက်အောင်ခဏစောင့်နော်ဓာတ်ပုံရိုက်ပြီးအောင်ခဏစောင့်โอเคโอเคနောက်တယောက်โอเคကဲနောက်တယောက်โอเคနောက်တယောက်ဓာတ်ပုံရိုက်မယ်နောက်တယောက်တက်လာမယ်โอเคနောက်ထပ်တယောက်ထပ်ပြီးတော့တက်လာမယ်ပြင်ထားမယ်နောက်ထပ်တယောက်โอเคနောက်ထပ်တယောက်โอเคနောက်ထပ်တယောက်ရှိပါသေးသလားမရှိတော့ဘူးကဲမရှိတော့ဘူးဆိုလို့ရှိရင်တော့အမျိုးသားအသင်းကိုတခါလေးပဲထပ်မှန်ပြီးတော့ဆုရှင်ပေးသွားမှာဖြစ်ပါတယ်ပထမစုအမျိုးသားအသင်းကျွန်တော်ထပ်မှန်ပြီးတော့ဆုရှင်သွားမှာဖြစ်ပါတယ်ကြံသေးရလားကြံသေးရโอเคအားပေးတဲ့ဆုပါပေးရလားโอเคယောက်ျားလေးအသင်းရှေ့ထွက်လာလို့ရပါပြီဓာတ်ပုံရိုက်မယ်โอเคကဲနောက်ထပ်တယောက်ဗီဒီယိုဖိုင်မကွယ်နဲ့မခင်တရေဗီဒီယိုဖိုင်မကွယ်နဲ့โอเคနောက်ထပ်တယောက်โอเคကဲနောက်ထပ်တယောက်โอเคကဲနောက်ထပ်တယောက်โอเคနောက်ထပ်တယောက်
โอเคဂျန်တဲ့အသင်းတွေကလည်းတကယ်လို့ကိုကဒီမှာချုံခဲ့တယ်ဆိုရင်တော့မှဒီနေ့ကိုကပြိုင်ပွဲမှာပဲခဏချုံသွားတာတကယ်ကိုလက်တွေ့ဘဝမှာအနိုင်ရရှိစေမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့စိတ်တက်မကြပါနဲ့ဒီကနေပြန်သွားပြီဆိုတာနဲ့ကျွန်တော်တို့ပလေယာကောင်းတယောက်မဖြစ်ခဲ့ရင်တော့မှလီဒါကောင်းတယောက်ဖြစ်နိုင်ပါတယ်โอเคအကစားဝါသနာရှင်မိဘပြည်သူများခင်ဗျာအခုဆိုရင်တော့ပထမဆုံးရရှိတဲ့သူတွေကိုဆုရှင်းမြင့်ပေးတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်လည်းယူမယ်နော်โอ้အခုကတော့ရန်နေရနေပြီးတော့ယူသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအားပေးကြပါအောင်ဟုတ်ကဲ့ပါနောက်ထပ်ဆိုရင်တော့အိမ်ပြန်မှာမပြန်သေးဘူးလေโอเคနောက်ထပ်ကျွန်တော်တို့ပထမဆုံးရရှိတဲ့သူတွေကိုအဖွဲလိုက်ပေါ့နော်အဖွဲလိုက်ငွေသားစုရှင်းမြင့်ပေးမှာဖြစ်ပါတယ်ငွေသားစုဒါကိုစင်ကိုကနေပြီးတော့ရှင်းမြင့်ပေးမှာဖြစ်ပါတယ်ကဲပထမအမျိုးသမီးအဖွဲလိုက်အမျိုးသမီးများပထမဆုံးရမယ့်အမျိုးသမီးများအဖွဲလိုက်စုယူပေးပါပထမဆုံးတစ်ခုပဲနော်โอเคအကောင်လုံးတစ်ဖွဲကိုစုလက်ဆောင်တစ်ခုပါစုကြည့်ဖြစ်ပါတယ်โอเคโอเคနင်တို့ထပ်ပြီးတော့ယူပါရအောင်နော်စုရအောင်ပါကျိုးမတိုက်နဲ့လေโอเคလက်ကောက်တန်ကြလေးပါတယ်နောက်ထပ်အမျိုးသားပထမဆုရှင်များဆုရှိရန်အမျိုးသားပထမဆုရှင်များအမျိုးသားများအမျိုးသားများโอเคကျွန်တော်တို့အခုကတော့ကျွန်တော်တို့ဒါဘလူးပြိုင်ပွဲမှာဖနက်ထီနဲ့ကိုင်းနဲ့ကျွန်တော်တို့အမျိုးသားအကြီးအတင်းကနေကျွန်တော်တို့အဆုငွေရရှိတော့မှာဖြစ်ပါတယ်။အိုးဟိုအားလုံးနေနဲ့โอเคကျွန်တော်တို့နောက်ဆုံးဖလားပေးမယ်အစီအစဉ်ဖြစ်ပါတယ်။ဒါကျွန်တော်တို့အားလုံးနေနဲ့မိနစ်အတိုင်းပဲရှေ့မှာဆိုလို့โอเคအားလုံးပြန်တန်းစီပေးပါအမျိုးသမီးရောအမျိုးသားများပြီးမှတက်ဖို့ရိုက်ပါအဖွဲလိုက်ကျွန်တော်တို့ဖလားပေးမယ်အစီအစဉ်မှာပြန်လဲပြီးတော့ပူပေါင်းပေးကြပါအားလုံးပြန်တန်းစီပေးပါခုနနေရာမှာပြန်တန်းစီလိုက်လို့ရတယ်နော်ဂျန်တဲ့နောက်ကသူတွေရောတက်ဖို့ရရင်လှအောင်လို့โอเคโอเคအဲ့ဒါဆိုရင်အခုစုပေးမဲ့အရာကအမျိုးသမီးတွေရောအမျိုးသားတွေရောပထမစုရတဲ့အမျိုးသမီးတွေအမျိုးသမားတွေကိုခေါ်တဲ့အခါကျလို့ရှိရင်အမျိုးသမီးတွေကိုခေါ်လာပြီးဆိုတော့ဒီစုရီကိုအဖွဲလိုက်စုစင်ပေါ်မှာတက်လာယူပြီးတော့ဖလားကိုကင်ပြရမှာဖြစ်ပါတယ်ကဲကောင်းဆောင်တရားကိုခေါ်ပြီးတော့ဖလားကင်ခိုင်းပြီးတော့ရတယ်โอเคအဲ့ငါဘယ်လိုလုပ်မှာလဲဟမ်သူ့ရင်လိုက်လေโอเคโอเคအဲ့ဒါဆိုရင်တော့ကျွန်တော်တို့အမျိုးသမီးတွေပထမပေးမှာလားအမျိုးသားရင်ပေးမှာလားကဲအမျိုးသားတွေပထမအဦးဆုံးစုပေးမှာဖြစ်ပါတယ်အမျိုးသားများပထမစုရတဲ့အမျိုးသားများကဲအမျိုးသမီးတွေကဟိုဘက်မှာနေပေးပါအမျိုးသားဒီဘက်နေလဲတို့โอเคပထမစုရတဲ့အမျိုးသားတွေโอเคအဖွဲလိုက်โอเคဟုတ်ပြီကျွန်တော်ဖလားโอเคအားကစားဝါသနာရှင်မိဘပြည်သူများခင်ဗျာအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖလားလူပွဲမှာဆိုလို့ရှိရင်ချစ်ကြည်ရဲ့ဖလားပွဲမှာပထမစုရရှိသွားတဲ့စတောင်းချန်နယ်အစီကိုစုပေးဖို့အတွက်ကျွန်တော်တို့ရထက်နီးပြမဆူလာဝင်းကိုဖိတ်ခေါ်ပြီးတဲ့နောက်မှာနီးပြဆိုလို့ရှိရင်တော့စုဖလားကြီးကိုကင်ပြီးတော့ခေါင်းဆောင်ကိုကျွန်တော်တို့လွှဲပေးလိုက်ပါပြီခင်ဗျာcongratulations ပါစူဖလာရရှိနေပါပြီခင်ဗျာကျွန်တော်တို့ယောက်ျားလေး WHGF အတင်းရတယ်ကျွန်တော်တို့စူဖလာကင်မြောက်ရရှိပါပြီခင်ဗျာဝေးကျွန်တော်တို့ WHG အတင်းရတယ်စူဖလာရရှိတော့ပါတယ်ခင်ဗျာโอเคနောက်ထပ်မှပြီးတော့အမျိုးသမီးတွေလည်းအဲ့လိုမျိုးအောင်ပွဲခံနိုင်ပါတယ်အမျိုးသမီးအသင်းကောင်းဆောင်ကျွန်တော်တို့ချစ်ကြည်ရဲ့အောင်ပွဲအသင်းကောင်းဆောင်
စုတက်ယူပေးပါရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာโอเคတင်းကောင်းဆောင်တယောက်စုတက်ယူရန်ဖိတ်ခေါ်ပါတယ်โอเคကျွန်တော်တို့ရနီးပြမဆူလာဝင်းကနေပြီးတော့မျိုးသမီးတင်းကောင်းဆောင်အဖြူရောင်တင်းကိုစုထွဲလိုက်ပါပြီခင်ဗျာโอเคစုယူရန်ကြွပါ congratulation ပါโอ้အရန်ကိုမရင်ခုန်စရာကောင်းပါတယ်ခင်ဗျာโอเคအောင်ပွဲခံပါတယ်ဟေးဟေးဟေးအရန်ကိုမတော်ကြပါတယ်ဟုတ်ကဲ့ပါလေးစားချစ်ခင်ရပါတော့အားကစားဝါသနာရှင်မိဘပြည်သူများခင်ဗျာအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ချစ်ကြည်ရေးကဏ္ဍဆိုလို့ရှိရင်တော့တကယ်ကိုအောင်မြင်စွာစီကားတိုက်စားစွာကျွန်တော်တို့ပြီးဆုံးသွားပါပြီဖြစ်ပါတယ်အဖွာအချင်းရအောင်ဟမ်โอเคဒါဆိုရင်အမတ်တရားဓာတ်ပုံတွေလည်းရိုက်လို့ရပါတယ်နော်အချိန်ရမယ်နာပြီလား6နာရီပဲစိုက်ပါအချိန်ရတော့လူကျင်တက်ယူလို့ရသေးတယ်6နာရီပဲမလားကွာအချိန်ကြီးလိုက်6နာရီပဲရမှာလားဟမ်6နာရီပဲဒီပါလောက်ပါကွာအဲ့တော့အားလုံးဗီဒီယိုဖိုင်လေးတွေရိုက်ကြပါနော်အမတ်တရားဗီဒီယိုဖိုင်လေးတွေရိုက်ဖို့လည်းမမေ့ပါနဲ့နော်အားလုံး update ဗီဒီယိုဖိုင်လေးတွေလည်းရိုက်ဖို့အတွက်မမေ့ပါနဲ့နော် update ဗီဒီယိုဖိုင်လေးတွေလည်းရိုက်ဖို့အတွက်မမေ့ပါနဲ့အမတ်တရားဗီဒီယိုဖိုင်လေးတွေရိုက်ဖို့အတွက်လည်းမမေ့ပါနဲ့